မင်္ဂလာပါမျိုးတို့ရေကျမမျိုးတွေကမေးတယ်ဘာဘူးတို့ရေတဲ့ဝက်လက်မှာတဲ့အသက်မပြည့်သေးတဲ့မိန်းကလေးငယ်တယောက်ကို PDF တကောင်ကမရင်းကျင်သွားလို့ဝက်လက်ပြည်သူတွေဆန္ဒပြနေကြတယ်တဲ့အဲ့ဒီကိစ္စဘာလို့မပြောတာလဲတဲ့မိန်းကလေးတယောက်မရင်းကျင်ခံရတဲ့အမှုကြတော့ဆက်ဆက်ခါအောင်လာပြီးတော့တငယ်မရင်းမှုသေးတယ်ပေးရထိုးရေးတို့ပြည်သူတရားစီရင်မှုရရှိရေးတို့သူတို့စကားကြီးစကားကျယ်တွေပြောနေကြတယ်မိမပေါင်း600နီးပါးကိုပြည်တသာလောက်ခိုင်းပြီးတော့ဖော်ကာလောက်ပြီးတော့လိန်ကြော်ပြစ်ခိုင်းခဲ့တဲ့မှုကြတော့မျက်လုံးတွေလည်းကဲနေကြတယ်နားတွေလည်းပင်းနေကြတယ်အုံနောက်တွေလည်းအသိဉာဏ်မဲနေကြတယ်နော်ဝက်လက်ကအသက်မပြည့်သေးတဲ့မိန်းကလေးငယ်တူကို PDF ကမရင်းကျင်းလိုက်လို့မရင်းမှုကိုသာပဲငါတို့ကတရားမျှတတယ်ငါတို့ကအမှန်တရားဘတ်တော်သားဆိုပြီးတော့မဟုတ်မခံပုံစံမျိုးနဲ့ဆန္ဒပြနေကြတာဟိုအညာတူပိုင်းမှာအညာသူမာလေးတွေကိုမန္တလေးကစားတော့ဆိုင်မှာဇပွဲတို့အလုပ်လုပ်ရမယ်မန္တလေးကလက်ဖိတ်ဆိုင်မှာဇပွဲတို့အလုပ်လုပ်ရမယ်အလုပ်ရမယ်လို့လိန်ညာခေါ်ပြီးပြည်ဒေသလောက်ခိုင်းခဲ့တဲ့ကိစ္စကြခင်ဗျားတို့ဘာလို့ပါဇက်ပေါင်းပိတ်နေကြခင်ဗျားတို့အာနာလားဒါမှမဟုတ်ချင်ခင်ဗျားတို့ကြောက်နာလားကြောက်တင်နေတဲ့အတွက်ကြောက်နေတဲ့အတွက်ခင်ဗျားတို့ပါဇက်တွေအာသွားတာလားအဲ့ဒီလိုပဲဆရာနာရှင်စနစ်ကိုဆရာနာရှင်စနစ်အောက်ကရုံးထွက်မယ် CDN လုပ်မယ်ဆိုပြီးတော့ကြွေးကြော်သွားတဲ့ CDN တွေစစ်တပ်ကိုပြန်တိုက်မယ်ဆိုပြီးတော့ PDF လုပ်မယ်ဆိုတဲ့မိတ်ကလေးတွေ CDN တွေ PDF တွေဖက်နဲ့စီးတဲ့ချက်ဖြစ်သွားတယ်စုစုပေါင်းအညာဒူပိုင်းမှာအမျိုးသမီးပေါင်း600နီးပါးကို NUG လက်အောက်ခံ PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ကလိန်ကျွန်းအဖြစ်ခိုင်းစီတာခင်ဗျားတို့ကဗဇက်ကတစ်ချိန်လုံးကြွေးကြော်တဲ့ဒီမိုကရေစီလူခွင့်ရေးအမျိုးသမီးခွင့်ရေးကလေးတန်ငယ်အခွင့်ရေးခင်ဗျားတို့ဗဇက်ကသာကြွေးကြော်နေတာကိုမှလက်ရှိဒီလိုခစ်ကြီးမှာတောင်မှမိမပေါင်း600ကိုလိန်ကျွန်းခိုင်းစေတဲ့အမှုကြခင်ဗျားတို့ NUG ကိုရန်ရဗဇက်မဟာဘူး NUG မှာရှိနေတဲ့အမျိုးသမီးနဲ့ကလေးတငယ်ရေးရဝင်ကြီးဌာနဆိုတဲ့ဌာနကတလသိန်း150စားနေတဲ့ဝင်ကြီးဗဇက်ပေါက်ပိတ်နေတယ် NUG ကလူခွင့်ရေးဝင်ကြီးဆိုတဲ့6မအောင်မျိုးမင်းဗဇက်ပေါက်ပိတ်နေတယ်တကယ်ဆိုရင်ဒီလိုမိမပေါင်း600ကိုပြည်တစားဖြစ်ခိုင်းစေတဲ့လိန်ကျွန်းအမှုကို NUG ကိုယ်တိုင်ကစီစဉ်အပြစ်ပေးရမယ် NUG ကိုယ်တိုင်ကအပေါက်ပိတ်နေသလိုအဲ့ဒီ NUG PDF ကိုအားပေးနေတဲ့ကောင်တွေကောင်မတွေလည်းမျက်လုံးတွေကန်းနေတယ်နားတွေပေးနေတယ်အာနေတာလားကြောက်နေတာလားကြောက်လွန်းလို့အာဝါတာလားခင်ဗျားတို့ကိုယ်တိုင်အသိဆုံးဖြစ်လိမ့်မယ်နောက်ထပ်ပြောပြမယ့်အကြောင်းအရာကလူသားလိုင်းလုံးနဲ့ကျူးကျော်ခြင်းအန်ဒီလူသားလိုင်းလုံးနဲ့ကျူးကျော်ခြင်းအန်ဒီရဲ့ဘယ်လောက်ထိကြီးမားလဲဆိုတာကိုလွန်ခဲ့တဲ့9နှစ်လောက်တည်းကကျွန်မစာတွေလည်းရေးပြီးပြောခဲ့တယ်ဓာတ်ရိုက်လမ်းလွင်ပြီးတော့လည်းပြောခဲ့တယ်အခါခွင့်တင်ရင်တင်တယ်လို့ကြုံရင်ကြုံတယ်လို့လည်းမကြခဏပြောလေးရှိတယ်အခုလက်ရှိမှာဆိုရင်ကမ္ဘာမှာဖွံ့ဖြိုးပြီးနိုင်ငံတိုးတက်နေပါတယ်ဆိုတဲ့နိုင်ငံကမ္ဘာမှာဒီမိုကရေစီစံချိန်စံညွှန်းတွေကိုအလေးနဲ့ထားပါတယ်ကမ္ဘာမှာလူခွင့်ရေးကိုအလေးနဲ့ထားပါတယ်ဆိုတဲ့နိုင်ငံတွေမှာနဖူးတွေတူတွေကြုံနေရတယ်လက်ရှိမှာဆိုရင်အိန္ဒိယနိုင်ငံအိန္ဒိယရဲ့ပါလီမန်ကနေပြီးတော့တရားဝင်အမိန့်အာဏာဆုံးဖြတ်ချက်နဲ့သူတို့နိုင်ငံထဲမှာခိုးဝင်ဘင်္ဂလီတွေကိုနှိမ်နင်းနေတယ်ဘာလို့လဲဆိုတော့အိန္ဒိယနိုင်ငံတွေကိုတရားမဝင်ရွှေ့ပြောင်းအခြေချတဲ့ဒုက္ခသည်တွေကဒါစကားကိုလှအောင်ပြောတာပေါ့ဗျာတရားမဝင်ရွှေ့ပြောင်းနေထိုင်တဲ့ဒုက္ခသည်တွေပေါ့အဲ့လေရှင်းကြီးကြီးပြောတာပေါ့နော်ရိုင်းပြောရမယ်ဆိုတော့ခိုးဝင်ဘင်္ဂလီတွေကအိန္ဒိယတဲ့ခိုးဝင်ပြီးသူတို့ကလူကြီးအစမတန်ပေါက်ဖွားတယ်လူကြီးများလာတာနဲ့မြဗလီတွေစောက်တယ်နော်အိန္ဒိယတွေဟိန္ဒူဘုရားကျောင်းသားမှာသွားပြီးဗလီစောက်တယ်စောက်ပြီးတော့မနေ့3နာရီ4နာရီဆိုဖင်ကုန်းပြီးတော့အလာအော်ကြတယ်ဆိုအဲ့ဒီလိုမျိုးငင်းငယ်စွာအတူရှင်တွဲနေထိုင်နေဆိုတဲ့နေရာမှာလေအယူအဆမတူရင်ကျေးမှုမတူဘာသာစကားမတူတဲ့လူမျိုးစုနှစ်စုဟာဘလို့နည်းနဲ့မှအတူရှင်တွဲလို့မဖြစ်နိုင်ပါဘူးအတူတွဲပြီးနေဖို့မဖြစ်နိုင်ပါဘူးဆိုပြီးတော့ပါကစ္စတန်ခွဲထွက်ရေးခေါင်းဆောင်အလီဂျီနာကပြောခဲ့ဘူးတယ်အိန္ဒိယကနေပါကစ္စတန်ခွဲထွက်တော့အလီဂျီနာပြောခဲ့တာနော်ဟိန္ဒူတွေနဲ့မွတ်စလင်တွေနဲ့ကတဲ့ဘာသာစကားလည်းမတူဘူးယဉ်ကျေးမှုလည်းမတူဘူးအယူအဆလည်းမတူဘူးဒါကြောင့်မလို့အတူရှင်တွဲနေထိုင်ဖို့ဆိုတာမဖြစ်နိုင်ပါဘူးတဲ့အဲ့ဒီလိုပြောပြီးတော့ခွဲထွက်သွားတာနော်ဆိုတော့ကျမတို့နိုင်ငံမှာဘာလာတောင်းအတူတူဒိုင်းတူညီမျှတို့တိုင်းရင်းသားပေါင်းစုံငြိမ်းချမ်းစွာတူရှင်တွဲနေထိုင်ရေးဆိုပြီးတိုင်းရင်းသားတွေမှာပါတဲ့ဘင်္ဂလီတွေကိုတိုင်းရင်းသားတွေပါရအောင်နဲ့ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးဆိုပြီးတန်းညှိနေကြတဲ့လူတွေကိုကျမသိသိချင်တယ်နော်အလီဂျင်နာအဲ့ဒီလိုပြောခဲ့တယ်အဲ့ဒီလိုပဲမွန်ဂိုကစစ်ဘီဂျင်ချစ်ခံ
နော်မွန်ဂိုစစ်ဘီရင်ချင်းချက်ခံမွန်ဂိုအင်ပါယာဘာလို့ဒီကျဲဝန်းလေနယ်မြေပေါင်းမြောက်များစွာကိုသိမ်းပိုက်နိုင်ခဲ့တယ်အဲ့ဒီနယ်မြေပေါင်းမြောက်များစွာကိုသိမ်းပိုက်ပြီးတော့လူမျိုးစုလည်းမတူဘာသာစကားလည်းမတူယဉ်ကျေးမှုလည်းမတူတဲ့လူတွေကိုချင်းချက်ခံအုပ်ချုပ်နိုင်တယ်ဘာလို့အုပ်ချုပ်နိုင်တာလဲသူပြောတယ်ဗျလူချင်းတူပေမဲ့အချင်းဇွဲရိုက်ချင်းဇာရိတချင်းမတူသလိုလူမျိုးစုချင်းမတူပေမဲ့တချို့ကဘာသာစကားအယူဆမတူဘူးဒါကြောင့်မလို့လူတွေကိုဘာလာတတ်မှတ်တဲ့အုပ်ချုပ်လို့မရဘူးတဲ့ဒါကြောင့်မလို့ပြောတင်ပြောမယ်မာတင်မာမယ်ဆိုတဲ့ line နဲ့ချီချက်ခံကအုပ်ချုပ်သွားတာเนาะဆိုတော့ကျမတို့မြန်မာနိုင်ငံမှာဘာသာပေါင်းစုတန်းတူခွင့်ရေးပါဆိုတဲ့လူတွေကိုစစ်ဘီရင်ချစ်ချစ်ခံရဲ့စကားလေးခင်ဗျားတို့နားတဲ့ကိုသွင်းစေချင်တယ်နော်ဆိုတော့လက်ရှိမှာအိန္ဒိယကသူတို့နိုင်ငံတွေကိုအဲ့ဒီလိုခိုးဝင်ပြီးတော့လူသားလိုင်းလုံးနဲ့ကျူးကျော်တဲ့ဘင်္ဂလီတွေကိုအိန္ဒိယပါလီမန်ကိုယ်တိုင်ကအမိန့်ချမှတ်ပြီးတော့ဘင်္ဂလီတွေရဲ့သူတို့ကျူးအိမ်3000ကျော်နော်ဗဘိုးတွေနဲ့ဘူရိုဇာနဲ့ထိုးပြီးဖြိုချနေတယ်လို့ဘယ်လီတွေကိုပါဖြိုဖျက်ပြီးတော့နှိမ်နှင်းနေတာနော်အိန္ဒိယကသူတို့နိုင်ငံနဲ့တရားမဝင်နေတိုင်းတဲ့ဘင်္ဂလီတွေလူသားလိုက်လုံးနဲ့ကျူးကျော်တဲ့အန်ဒီယကိုရင်ဆိုင်နေရပြီဖြစ်တဲ့အတွက်အိန္ဒိယပါလီမန်ကိုယ်တိုင်ကခိုင်းစေချက်နဲ့အိန္ဒိယနိုင်ငံအာဆွန်မှာဘင်္ဂလီနေအိမ်3000ကျော်နဲ့ဘင်္ဂလီတွေရဲ့ဗလီတွေကိုနော်ဗလီတွေကိုဘူရိုဇာနဲ့ထိုးပြီးတော့ဗတ်ဖိုးတွေနဲ့ဖြိုချပြီးအဲ့လိုနှိမ်နှင်းနေကြတယ်အဓိကအိန္ဒိယဟာသူတို့ရဲ့အမျိုးသားကြိုးစည်းပွားနဲ့အမျိုးသားလုံခြုံရေးကိုသာဦးစားပေးပြီးဥထိတ်ထားတယ်အိန္ဒိယနိုင်ငံသားတွေရဲ့မျိုးချစ်စိတ်တွေရှိတာဒါပြောမယ်ဆိုရင်အိန္ဒိယတွေရဲ့မဘာသာပဲမဘာသာဆိုတာအမျိုးဘာသာသာသနာနော်မြန်မာပြည်မှာသာဆိုရင်တော့မဘာသာလို့အမျိုးဘာသာသာသနာလို့ကြားလိုက်တာနဲ့မရံပြလို့သူတို့ဆက်ဆက်ခအောင်နာပြီးတော့ရန်ထောင်နေတဲ့အုပ်စုတွေအိန္ဒိယမှာလည်းသူတို့မှာအိန္ဒိယမဘာသာရှိတယ်သူတို့မှာမျိုးသားကျိုးစီးပွားနဲ့မျိုးသားလုံခြုံရေးကိုဥထိပ်ထားကြတာနော်ဒါအိန္ဒိယအင်္ဂလန်မှာဆိုလို့ရှိရင်လေအခုအင်္ဂလန်မှာလူ3သန်းကျော်ဆန္ဒပြနေကြတာခင်ဗျားတို့မြင်လိမ့်မယ်ထင်ပါတယ်တချို့ကမြင်ပါလေကြားပါလေနဲ့မမြင်ကြအောင်မကြားကြအောင်စောင့်နေတာအင်္ဂလန်မှာလူပေါင်း3သန်းကျော်ဆန္ဒပြနေကြတယ်အဲ့ဒီ3သန်းကျော်ဆန္ဒပြတာလဲသူတို့နိုင်ငံသားမဟုတ်တဲ့တခြားနိုင်ငံသားတွေသူတို့နိုင်ငံထဲကိုတရားမဝင်ရွှေ့ပြောင်းဝင်လာတဲ့ဒုက္ခသည်တွေခိုးဝင်တွေကိုသူတို့နိုင်ငံကနေမောင်းထုတ်ဖို့သူတို့နိုင်ငံကနေမောင်းထုတ်ဖို့သူတို့နိုင်ငံမှာခြေချောက်ခွင့်မရဖို့အလုပ်လုပ်ခွင့်မပေးဖို့နိုင်ငံခြားသားတွေကိုသူတို့နိုင်ငံထဲမှာအလုပ်လုပ်ခွင့်မပေးပါနဲ့ဆိုပြီးအင်္ဂလန်မှာလည်းသူတို့မျိုးချစ်စိတ်တဲ့နဲ့သူတို့နိုင်ငံရဲ့အမျိုးသားရေးပြဿနာဖြစ်နော်သူတို့နိုင်ငံထဲမှာတရားမဝင်ရွှေ့ပြောင်းနေထိုင်တဲ့လူတွေနိုင်ငံခြားသားတွေကိုသူတို့အင်္ဂလန်နိုင်ငံထဲမှာရှိနေတာသူတို့အတွက်အမျိုးသားရေးပြဿနာကြီးဖြစ်ပါတယ်ဆိုပြီးတော့ဆန္ဒပြနေကြတာသူတို့ရဲ့အမျိုးသားလုံခြုံရေးနဲ့အမျိုးသားအကျိုးစီးပွားတဲ့သူတို့နိုင်ငံထဲမှာသူတို့လည်းမပါတာပဲနားလေလားဘယ်လီတွေကိုပါဖြိုဖျက်ပြီးတော့နှိမ်နှင်းနေတာနော်အိန္ဒိယကသူတို့နိုင်ငံနဲ့တရားမဝင်နေတိုင်းတဲ့ဘင်္ဂလီတွေလူသားလိုက်လုံးနဲ့ကျူးကျော်တဲ့အန်ဒီယကိုရင်ဆိုင်နေရပြီဖြစ်တဲ့အတွက်အိန္ဒိယပါလီမန်ကိုယ်တိုင်ကခိုင်းစေချက်နဲ့အိန္ဒိယနိုင်ငံအာဆွန်မှာဘင်္ဂလီနေအိမ်3000ကျော်နဲ့ဘင်္ဂလီတွေရဲ့ဗလီတွေကိုနော်ဗလီတွေကိုဘူရိုဇာနဲ့ထိုးပြီးတော့ဗတ်ဖိုးတွေနဲ့ဖြိုချပြီးအဲ့လိုနှိမ်နှင်းနေကြတယ်အဓိကအိန္ဒိယဟာသူတို့ရဲ့အမျိုးသားကြိုးစည်းပွားနဲ့အမျိုးသားလုံခြုံရေးကိုသာဦးစားပေးပြီးဥထိပ်ထားတယ်အိန္ဒိယနိုင်ငံသားတွေရဲ့မျိုးချစ်စိတ်တွေရှိတာဒါပြောမယ်ဆိုရင်အိန္ဒိယတွေရဲ့မဘာသာပဲမဘာသာဆိုတာအမျိုးဘာသာသာသနာနော်မြန်မာပြည်မှာသာဆိုရင်တော့မဘာသာလို့အမျိုးဘာသာသာသနာလို့ကြားလိုက်တာနဲ့မရံပြလို့သူတို့ဆက်ဆက်ခအောင်နာပြီးတော့ရန်ထောင်နေတဲ့အုပ်စုတွေအိန္ဒိယမှာလည်းသူတို့မှာအိန္ဒိယမဘာသာရှိတယ်သူတို့မှာမျိုးသားကျိုးစီးပွားနဲ့မျိုးသားလုံခြုံရေးကိုဥထိပ်ထားကြတာနော်ဒါအိန္ဒိယအင်္ဂလန်မှာဆိုလို့ရှိရင်လေအခုအင်္ဂလန်မှာလူ3သန်းကျော်ဆန္ဒပြနေကြတာခင်ဗျားတို့မြင်လိမ့်မယ်ထင်ပါတယ်တချို့ကမြင်ပါလေကြားပါလေနဲ့မမြင်ကြအောင်မကြားကြအောင်စောင့်နေတာအင်္ဂလန်မှာလူပေါင်း3သန်းကျော်ဆန္ဒပြနေကြတယ်အဲ့ဒီ3သန်းကျော်ဆန္ဒပြတာလဲသူတို့နိုင်ငံသားမဟုတ်တဲ့တခြားနိုင်ငံသားတွေသူတို့နိုင်ငံထဲကိုတရားမဝင်ရွှေ့ပြောင်းဝင်လာတဲ့ဒုက္ခသည်တွေခိုးဝင်တွေကိုသူတို့နိုင်ငံကနေမောင်းထုတ်ဖို့သူတို့နိုင်ငံကနေမောင်းထုတ်ဖို့သူတို့နိုင်ငံမှာခြေချောက်ခွင့်မရဖို့အလုပ်လုပ်ခွင့်မပေးဖို့နိုင်ငံခြားသားတွေကိုသူတို့နိုင်ငံထဲမှာအလုပ်လုပ်ခွင့်မပေးပါနဲ့ဆိုပြီးအင်္ဂလန်မှာလည်းသူတို့မျိုးချစ်စိတ်တဲ့နဲ့သူတို့နိုင်ငံရဲ့အမျိုးသားရေးပြဿနာဖြစ်နော်သူတို့နိုင်ငံထဲမှာတရားမဝင်ရွှေ့ပြောင်းနေထိုင်တဲ့လူတွေနိုင်ငံခြားသားတွေကိုသူတို့အင်္ဂလန်နိုင်ငံထဲမှာရှိနေတာသူတို့အတွက်အမျိုးသားရေးပြဿနာကြီးဖြစ်ပါတယ်ဆိုပြီးတော့ဆန္ဒပြနေကြတာသူတို့ရဲ့အမျိုးသားလုံခြုံရေးနဲ့အမျိုးသားအကျိုးစီးပွားတဲ့သူတို့နိုင်ငံထဲမှာသူတို့လည်းမပါတာပဲပြန်ဆိုရင်လည်းအခုသမ္မတထရန့်တက်လာပြီးတဲ့ခိုးဝင်ဘင်္ဂလီတွေเนาะသူတို့နိုင်ငံနဲ့တရားမဝင်ရွှေ့ပြောင်းနေထိုင်တဲ့ဒ
ဒုက္ခသည်မှန်သမျှအကုန်နေထုတ်နေတာပဲခင်ဗျားတို့ NUG ကဟာတွေတောင်မှအမေရိကန်မှာဒုက္ခသည်စည်ရင်းလျှောက်တာတယောက်မှလက်မခံပဲပဲချလိုက်လို့တထောင်သားခွက်ပြောက်ကိန်းကြုံသွားတာခင်ဗျားတို့ကိုယ်တိုင်မျက်မြင်ကိုယ်တွေ့ပဲဆိုတော့ကမ္ဘာမှာတကယ်ဒီမိုကရေစီပါဆိုတဲ့အမေရိကန်တို့အင်္ဂလန်တို့เนาะအခုကမ္ဘာမှာအကြီးဆုံးသောဒီမိုကရေစီနိုင်ငံကြီးပါဆိုတဲ့အိန္ဒိယတောင်မှလူသားလိုင်းလုံးနဲ့ကျူးကျော်ခြင်းအန်တီရဲ့ကိုနဖူးတွေဒူးတွေကြုံတွေ့နေရပြီမို့လို့မျိုးသားရေးစိတ်ဓာတ်တွေနဲ့အမျိုးသားရေးစိတ်ဓာတ်တွေရှင်းသန်ထက်ကြွပြီးသူတို့နိုင်ငံအမျိုးသားလုံခြုံရေးအတွက်ဥထိတ်ထားနေတဲ့အချိန်မှာเนาะရခိုင်တပ်တော်ဆိုတဲ့အေးထုံးမြတ်နိုင်ကတော့ဒေါ်စုကြည်ဆိုကလက်ထက်ကတော့ပိတ်ခဲ့တဲ့ဗလီကိုပြန်ဖွင့်ပေးလိုက်တယ်ဒါကိုပဲလူပိန်းနေဘုံကြုံတွေကထုံးမြတ်နိုင်ကတကွဲပြလိုက်ပြီးထုံးမြတ်နိုင်ကတကွဲပြလိုက်ပြီးဘာအကွက်ကိုပြရလဲအနုကွက်လားမိုးပွေးကွက်လားဘာအကွက်ကိုပြတာလဲဟာပြောကြသမားဘာအကွက်ကိုပြတာလဲတထွားတမိုက်ညာရလောက်လေးနဲ့ထုံးမြတ်နိုင်ကတကွဲပြလိုက်ပြီးဆိုပြီးတော့ liberal အစွန်းရောက်ပြီးခင်ဗျားတို့ကြုံစိတ်ဝင်မနေနဲ့